အားလုံးပဲမင်္ဂလာပါဗျာကျွန်တော် channel ကနေပြီးတော့အိမ်တွင်း message နဲ့အိမ်သုံးလက်စစ်ပစ္စည်းများပြုပြင်နည်းကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော် channel လေးကို subscribe လုပ်ပြီးကြည့်ရှုအားပေးကြပါအောင်ဗျာကျွန်တော်အခုပြောပြပေးချင်တာကတော့ခလုတ်နှစ်ခုပလက်ပေါက်နှစ်ခုပါဝင်တဲ့ combine တက်စင်လေးပဲဖြစ်ပါတယ်ခလုတ်နှစ်ခုပလက်ပေါက်နှစ်ခုဆိုပေမဲ့မျိုးစားပေါ်မူတည်ပြီးတော့ခွဲပြပါတယ်တက်စင်ပုံစံလေးခွဲပြပါတယ်အဲ့တော့ကျွန်တော်မျိုးစင်ပြမှာဖြစ်ပါတယ်ပထမတစ်မျိုးအနေနဲ့ဒီကောင်လေးဆင်ပြပါမယ်ဒီကောင်လေးကကြတော့ခလုတ်နှစ်ခုပလက်ပေါက်နှစ်ခုဒါပေမဲ့သူကဒီခလုတ်တစ်ခုကဒီပလက်ပေါက်တစ်ခုဒီခလုတ်တစ်ခုကဒီပလက်ပေါက်တစ်ခုအဲ့လိုသုံးလို့မရပါဘူးဘာလို့လဲဆိုတော့သူကဒီမှာအပေါက်နှစ်ပေါက်တခါလေးအထက်မှာဆက်ထားတာဖြစ်တဲ့အတွက်ခလုတ်တစ်ခုကဒီပလက်ပေါက်နှစ်ခုသုံးလို့ရမယ်ကျန်တဲ့ခလုတ်တစ်ခုကမီးတွေပါသုံးလို့ရမယ်ပေါ့နော်အဲ့လိုပဲသုံးလို့ရပါမယ်အဲ့တော့ဒီကောင်လေးရဲ့တက်ဆက်ပုံကျွန်တော်ပြုလုပ်ပြပေးပါမယ်အရင်ဆုံးဒီမှာအဝင်ကျိုးဒါအဝင်ကျိုးနှစ်ကျိုးရှိတယ်အကျိုးနှစ်ကျိုးရှိတော့ပြာကျိုးလိုင်းကျိုးနော်လိုင်းကျိုးတစ်ကျိုးကိုခလုတ်ထဲဝင်မယ်ပြီးရင်ခလုတ်တစ်ခုတည်းဝင်မယ်ပြီးရင်အဲခလုတ်တစ်ခုကနော်တခြားတစ်ခုကိုလိုပင်ကူးပေးလိုက်မယ်တခြားခလုတ်တစ်ခုလိုပင်ကူးလိုက်ပေးလိုက်မယ်နော်ဒီမျိုးပေါ့လိုပင်ကူးပေးလိုက်မယ်နော်လိုလေးပါဒီမှာနော်လိုပင်ကူးပေးလိုက်မယ်ပြီးလို့ရှိရင်ဒီပထမဆုံးခလုတ်ကဒီအပွားခလုတ်ကဒီ socket တော့သုံးမယ်ဆိုရင်ဒီ channel အပေါက်တစ်ပေါက်နဲ့ဒီ socket line ပေါ့အောင်လို့ရေးခဲ့တယ် line တော့ဒါထည့်ပေးလိုက်ပေါ့နော်ဆက်ပေးလိုက် okay နော်ဆက်ပေးနော်ပြီးလို့ရှိရင်ဒီအဝက်ခလုတ်ကမီဒီကိုသုံးမှဖြစ်တဲ့အတွက်ဒီမှာမီဒီကျိုးနဲ့ဆက်ရှိရနော်တစားကိုဝင်ပေးလိုက်မယ်ဒါဆိုလိုင်းကျိုးတစားပြီးပါပေါ့နော်ပြီးလို့ရှိရင် nutrient ဒီမှာ nutrient အဝင်ပေါ့နော်ဒါအဝင်ကျိုးတချိုး nutrient channel ပေါ့နော်အဲ့ဒါရေဒီမီဒီယာတချိုး channel ရေအဲ့ဒါကိုပေါင်းလိုက်ပေါ့နော်ပေါင်းပြီးလို့ရှိရင်ဒီ socket channel nutrient ထဲကိုထည့်လိုက်ပါနော် okay အဲ့ဒါစမ်းကြည့်ပါနော်ဒီမှာဒီဘောကလောက်ကြတော့ဒါပလက်ပေါက်တော့ပါနော်ဟုတ်တာဒီကောင်ကြတော့ဒီကောင်ခလုတ်ကြတော့မီးတော့ပါနော် okay ရပြီနော်ဒုတိယတစ်ခုနေရာဒီကောင်လေးဆင်ပြမယ်နော်ဒီကောင်လေးကြတော့နှစ်မျိုးသုံးလို့ရတယ်နှစ်မျိုးသုံးလို့စားဒီခလုတ်ကဒီပလက်ပေါက်အတွက်ဒီခလုတ်ကဒီပလက်ပေါက်အတွက်အဲ့လိုမျိုးလေးသုံးလို့ရတယ်လို့ခလုတ်တစ်ခုကနော်ဒီပလက်ပေါက်စလုံးလည်းသုံးလို့ရတယ်ပြီးတော့ကျန်တဲ့ခလုတ်တစ်ခုကမီးသုံးလို့ရတယ်ဒီကောင်တော့နှစ်မျိုးသုံးလို့ရတယ်ပေါ့နော်ပထမဒီခလုတ်ကဒီ socket အတွက်ဒီခလုတ်တော့ဒီ socket အတွက်အဲ့လို socket တစ်ခုဟိုပလက်ပေါက်တစ်ခုစီအတွက်ခလုတ်တစ်ခုစီကိုအဲ့လိုအသုံးပြုအောင်ကျွန်တော်ရှင်းပြပေးမယ်နော်အဝင်ကျိုးရှိတယ်အဝင်ကျိုးကခလုတ်တစ်ခုတည်းဝင်လိုက်မယ်နော် okay ပြီးရင်ဝင်လိုက်မယ်ပြီးတော့ဒီခလုတ်တစ်ခုကလိုင်းကျိုးကိုဒီဘက်ခလုတ်ထဲကိုထပ်ပြီးတော့လိုပင်ကူးပြလိုက်မယ်နော် okay နောက်ဝင်မယ်ပြီးရင်ဒီဘက်ခလုတ်ထဲကိုလိုပင်ကူးလိုက်မယ်နော်ကူးသွားပြီဆိုရင်ဒီခလုတ်ကဒီဘက် socket အတွက်ဆိုတော့ channel တစ်ပေါက်ခလုတ်ရဲ့ channel တစ်ပေါက်ကနော်ဒီဘက် socket တွေက line ဆိုတဲ့ပေါက်လေးကိုဝင်ပေးလိုက်မယ်နော်အားလုံးရေးထားတဲ့ပေါက်လေးနော်ဒီအောက်မှာရေးထားတယ်အားလုံးရေးထားတဲ့ပေါက်လေးတွေကိုဝင်ပေးလိုက်မယ်ပြီးရင်ဒီဘက်ခလုတ်ကဒီဘက် socket ဖြစ်တဲ့အတွက်ဒီဘက်ခလုတ်ဒီဘက် socket ဖြစ်တဲ့အတွက်ဒီလိုဝင်ပေးလိုက်မယ်ဒီဘက်ခလုတ်ရဲ့ရှမ်းနဲ့channel ပေါက်နဲ့ဒီလိုလေးတွေကိုဝင်ပေးလိုက်okay ရပြီပြီးရင် neutral ကျိုးအဝင် neutral ကျိုးပေါ့နော်အဲ့ဒါဒီပလက်ပေါက်ရဲ့ neutral ဆိုတဲ့နေရာလေးကိုဒီမှာ neutral လို့ရေးထားနော်အားလည်းမြင်ရလားမသိဘူးဟုတ်နော်အဲ့ဒါကိုဝင်ပေးလိုက်
ဝင်ပေးလိုက်မယ်ပြီးတော့ဒီ neutral ကိုဒီဘောက်ဆက်ပေးလိုက်နော် okay နော် okay အဲ့ဒါဆန်းကြည့်ပါနော်ဒီကောင်ဒီဘက်ဆော့အတွက်ဒီကောင်ဒီဘက်ဆော့အတွက် okay ရပြီနော် okay ဒုတိယတစ်မျိုးအနေနဲ့ဒီခလုတ်တစ်ခုက plug box နှစ်ခုသုံးမယ်ဒီခလုတ်တစ်ခုက MIDI အတွက်သုံးမယ်အဲ့ဒါလေးရှင်းပြပေးမယ်နော်အဲ့ဒါတော့လွယ်ပါတယ်အဲ့ကဒီပထမရှင်းပြတဲ့ပုံစံတစ်ခုပဲနော်ဒီကောင်အုံထဲမှာဆက်သွယ်ထားတာဖြစ်တဲ့အတွက်လွယ်နော်အဲ့လိုဖြစ်အောင်လို့ဒီကောင်လည်းဒီ plug box နှစ်ပေါက်လည်းတစ်ခုတည်းဖြစ်အောင် plug box နှစ်ခုလည်းတစ်ခုတည်းဖြစ်အောင်ဆက်ပေးလိုက်ပါနော် plug box နှစ်ခုလို့ဆက်ပေးလိုက်ပါနော်အဲဒါဆိုရင်တစ်ခုတည်းဖြစ်သွားပြီနော်အဲ့တော့ဝင်ကြိုးဝင်မယ်ဝင်ကြိုးလမ်းကြိုးတစ်ကြိုးကခလုတ်တစ်ခုတည်းဝင်မယ်ပြီးရင်ဒီဘက်ခလုတ်ကိုလိုပင်ကူးပေးလိုက်မယ်โอเคတော့ပြီးလို့ရှိရင်ဒီခလုတ်ကဒီပလက်ဘောဖြစ်တဲ့အတွက်ဒီခလုတ်ကချက်နဲ့အပေါင်းနေဒီပလက်ဘောက line ဆိုတဲ့ဒီစားတွေဝင်ပေးလိုက်မှာပေါ့နော်โอเคပြီးလို့ရှိရင် MIDI ပေါ့နော် MIDI ကခလုတ်တစ်ခုသုံးမှာဆိုတော့ MIDI ကချိုးတစားကိုဒီခလုတ်က MIDI အတွက်ဆိုတော့ချိုးတစားကိုဒီခလုတ်က channel box တွေကိုဝင်ပေးလိုက်မယ်ပြီးလို့ရှိရင်ဒီမှာအဝင်း neutral စားကျန်တယ်နော်ပြီးရင် MIDI က channel တစားနဲ့ပေါင်းလိုက်မယ်နော်ပေါင်းလိုက်မယ်ပေါင်းပြီးရင်ဒီ socket က channel neutral တစားတွေကို neutral ဆိုတဲ့တစားတွေကိုဝင်ပေးလိုက်မယ်ရပြီပေါ့နော်โอเคအဲ့တော့ဆန်းကြည့်ပါနော်ဒီကောင်က MIDI နော်ဒီကောင်က plug box โอเคကျွန်တော် video လေးကိုကြည့်ချတဲ့အတွက်ကျေးဇူးများတင်ပါတယ်ဗျာနော်သဘောကျတယ်ဆိုရင်လက်မလေးထောင်းခဲ့ပေးပါဦးဗျာနော်ကျေးဇူးပါ